ခုတင်ဆက်ပေးခြင်းတဲ့လက်ဝဲပွဲကတော့မြန်မာလက်ဝဲရဲ့အကြမ်းဆုံးဖိုက်တာ2ဦးဖြစ်တဲ့တွင်းမရှောင်နဲ့စိုးလင်းဦးတို့နောက်ဆုံးအချိန်တွေ့ဆုံခဲ့တဲ့ပွဲလေးပဲဖြစ်ပါတယ်။ပွဲစတာနဲ့စိုးလင်းဦးကသူ့ထုံးစံအတိုင်းပြန်ဘက်ကိုပထမအချီဆိုရင်ပေးထိုးပေးကန်တာလေးရှိပါတယ်။တွင်းမရှောင်ကလည်းစိုးလင်းဦးနဲ့အချိန်ချင်းတွေ့ဆုံခဲ့မှုတဲ့ရာဇဝင်ရှိတော့စိုးလင်းဦးပေးထိုးတိုင်းရှိသမျှအားကုန်မထိုးပဲတက်လုံချွေပြီးထိုးပါတယ်။စိုးလင်းဦးနဲ့အချိန်ချင်းဆိုင်ခဲ့ဖူးတဲ့တွင်းမရှောင်ကစိုးလင်းဦးကိုလက်သီးနဲ့အောက်ခြေခတ်မျှပြီးဖိအားပေးတိုက်စစ်ဆင်နေပါတယ်။တွင်းချောင်ကတော့လက်သီးတွဲလုံးတွေအောက်ခြေခတ်တွေပင့်လက်သီးတွေနဲ့မျှမျှတတတိုက်စစ်ဆင်နေပေမဲ့စိုးလင်းဦးကတော့တည်တည်ငြိမ်ငြိမ်ရှိနေသေးပဲဖြစ်ပါတယ်။တွင်းမရှောင်ရဲ့လက်သီးထိုးချက်အခြေခံချက်တထောင်ရက်ချက်တွေဟာတော်ရုံဖိုက်တာဆိုရင်ဘိုင်းကနေလဲကျလောက်ပေမဲ့စိုးလင်းဦးအတွက်ကတော့တာမန်လိုပါပဲ။တွင်းချောင်ထိုးချက်တွေကသူ့အတွက်အရားပြေတလောက်ပဲရှိတယ်ဆိုတာစိုးလင်းဦးကရှာထုတ်ပြပြီးတော့ပြောင်းများလိုက်ပါသေးတယ်။ဒီလိုနဲ့ပထမချီကတော့တွင်းချောင်ထိုးချက်တွေကိုစိုးလင်းဦးကြက်ကြက်ခံပြီးပြီးဆုံးခဲ့ရပါတယ်။ဒုတိယချီမှာတော့စိုးလင်းဦးကတိုက်စစ်အစားပြုဖွင့်လာခဲ့ပါတယ်။ရှေ့ပွဲတွေတုန်းကလက်သီးအပြုထိုးလုံးလို့တက်လုံကုန်သွားတဲ့အဖြစ်ကိုတင်ကန်းစာယူပြီးတွင်းမရှောင်ကလက်သီးတိတ်အမပြုတော့ပဲတထောင်တွေအောက်ခြေခတ်တွေကိုပို့သုံးပြီးစိုးလင်းဦးအထိနာလာပြီးသူလည်းတက်လုံမကုန်အောင်ထိန်းထိုးပါတယ်။စိုးလင်းဦးကလည်းတစ်ချက်ပြန်လည်ထိုးပေမဲ့တွင်းမရှောင်ထိုးချက်အများစုကတော့စိုးလင်းဦးမျက်နှာတစ်ဝိုက်ထိမှန်နေခဲ့ရပါတယ်။တွင်းမရှောင်ရဲ့တထောင်ရိုက်နီးစနစ်ဟာစိုးလင်းဦးယူတတ်မယ်ဆိုရင်ပညာတွေကြီးပါပဲ။စိုးလင်းဦးကလည်းတစ်ချက်တွင်းမရှောင်ကိုပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။တက်ကွက်ပို့ဆုံတဲ့တွင်းမရှောင်ကပဲဒီချီကိုတိုက်စစ်ဥဆောင်ပြီးထိုးသွားခဲ့ပါတယ်တကြချီရောက်တဲ့အခါမှာလည်းတွင်းမရှောင်ရဲ့လက်သီးချက်တွေကစိုးလင်းဦးမေးဖျားကိုထိတာတော့စိုးလင်းဦးဘာမှမဖြစ်ပဲတွင်းမရှောင်ကိုပြန်နဲ့တိုက်စစ်ဆင်နိုင်နေသေးပါပဲစိုးလင်းဦးရဲ့ထိုးချက်တွေကလည်းတွင်းမရှောင်ကိုထိမှန်စပြုလာပေမဲ့မာကုံကညစလုံးအတူတူအနေထားဖြစ်လို့တွင်းမရှောင်ကလည်းမဖြုံပါဘူးဖိုက်တာညစလုံးဟာကျုံဝိုင်းအလယ်မှာမတက်ရက်ပြီးတော့ကိုစိုက်ထိုးနေကြတာပါနင်းတစ်ချက်ငါတစ်ချက်ဆိုပြီးတော့ကိုကျိုးဝိုင်းအလယ်မှာစိုင်ထိုးနေရတာကိုမြင်ရတဲ့ပိတ်သက်တွေရဲ့အားပေးတန်ကလည်းစူညာလို့နေပါတယ်စိုးကြီးလက်သီးချက်တွေကလည်းတွင်းမရှောင်ကိုတိုက်ရိုက်ထိသလိုတွင်းမရှောင်ရဲ့တထောင်တွေလက်သီးတွေဟာလည်းစိုးကြီးမျက်နှာပေါ်ကရေတွေဖွာကနေဖြစ်စေလောက်တဲ့အထိပြင်းထန်အားပါလှပါတယ်
ညစလုံးကတမ်မီစိတ်တက်ပိုင်ရှင်နေပြီးနင်မလဲငါလဲစိုင်ပြီးတော့ကိုရှင်းထိုးနေကြပါတယ်တွင်းမရှောင်ရောက်ရှိခက်တွေကစိုးလင်းဦးကိုတော်လေးထိနာစေတာတွေ့ရပေမဲ့ပွဲဖြတ်နိုင်လောက်တဲ့အထိမဖြစ်ပဲဒီချီကလည်းပြီးဆုံးခဲ့ရပြန်ပါတယ်လေးချီမြောက်ရောက်တဲ့ခါမှာတော့တက်လုံအနေငယ်ကြားစားပြုတ်နေတဲ့တွင်းမရှောင်ကိုစိုးလင်းဦးကတိုက်စစ်စင်ထိုးပါတော့တယ်ဒါပေမဲ့လုံးဝတက်လုံပြုတ်သေးတာမဟုတ်တဲ့အတွက်တွင်းမရှောင်ကလည်းစိုးလင်းဦးကိုတံမြန်ထိုးချက်ကန်ချက်တွေနဲ့အထိနာအောင်ထိုးနိုင်ကန်နေနိုင်တော့ပါပဲဆိုလင်းထိုးချက်တွေကြောင့်တွတ်မရှောင်ရေတွေဖွာကနေထွက်ခဲ့ရတယ်လို့တွတ်မရှောင်ထိုးချက်ကြောင့်ဆိုလင်းဦးရဲ့ရေတွေဖြတ်ထွက်ခဲ့ရတဲ့အထိအကျိတ်နိုင်တဲ့ကိုရှင်းပြနေကြပါတယ်တွတ်မရှောင်လက်တီထိုးချက်တွဲလုံးတွေကိုဆိုလင်းဦးကျက်ခံပြီးရှေ့ကိုမနာနဲ့တက်လာပြီးတွတ်မရှောင်ကိုတံမြန်ဖိအားပေးထိုးပါတယ်တွတ်မရှောင်ကလည်းကျိုးဝိုင်းတောင်းကပ်ပြီးဆိုလင်းဦးထိုးချက်တွေကိုပေခံပြီးကောင်နာတစ်ထောင်နဲ့ပြန်ကျွေးပါတယ်ဒီချီမှာတော့တွင်းရှောင်ဘက်ကစပြီးထိနာလာတယ်ဆိုပေမဲ့ဆိုလင်းဦးဘက်ကလည်းမစားတာသေးပါဘူးခြေကန်ချက်တွေတထောင်ရက်ချက်တွေကိုစနစ်တကျသုံးသက်တဲ့တွင်းမရှောင်ကြောင့်ဆိုလင်းဦးစိတ်ရှိတိုင်းဘိုးနိုင်မကျဲနိုင်သေးပါဘူးဒီလိုနဲ့ဆိုလင်းဦးဒရဂျန်တက်စစ်စင်ခွင့်မရှိပေမဲ့တက်စစ်ပြန်အစပြုနိုင်တဲ့ခြေဖြစ်ခဲ့ပြီးဒီခြေကလည်းပြီးဆုံးခဲ့ရပြန်ပါတယ်ငါရှိမြောက်စစချင်းမှာတော့တွတ်မရှောင်ရဲ့အားပပြင်းထန်လာတဲ့လက်တီကဆိုလင်းဦးမျက်နှာတက်ထိတာတောင်ဆိုလင်းဦးကဖြုံမနေပဲတွတ်မရှောင်ကိုတံမြန်တိုက်စစ်စင်ထိုးပါတော့တယ်တွတ်မရှောင်ကလည်းအသက်တာကြီးတာတက်လုံကလူငယ်တွေလာထင်ရလောက်အောင်ဆိုလင်းဦးကိုထပ်မံပြီးတံမြန်တိုက်စစ်စင်ပါတယ်တွင်းရှောင်ရဲ့ဘော်ဒီရှော့ထိုးချက်တွေလက်တိချက်တွေဟာဆိုလင်းဦးကိုဒရက်ဆက်ထိပါတယ်80ကီလိုတန်းကဖိုက်တာတွေတောင်တုံငနဲ့လဲစီလောက်တဲ့တွင်းရှောင်ရဲ့ဘော်ဒီထိုးချက်တွေကိုဆိုလင်းဦးကရှာထုတ်ပြပြီးရှေ့ကိုတင်းဝင်လာပါတယ်တွင်းမရှောင်ကလည်းဆိုလင်းဦးရဲ့ဘော်ဒီတွေကိုအကြိုက်ထိုးပါတယ်ထိုးရလုံးလုံးတက်လုံကုန်နေတဲ့တွင်းမရှောင်ကိုဆိုလင်းဦးကကျိုးဝိုင်းတောက်ကပ်ပြီးဒူးတိုက်ချက်တွေနဲ့ဖိအားပေးပါတယ်တွင်းမရှောင်ကလည်းဆိုလင်းဦးအောက်ချစ်ခက်တွေနဲ့ပြန်ပြီးဖြိုပါတယ်ဆိုလင်းဦးကလည်းတွင်းမရှောင်ကိုအသက်ရှူခွင့်မပေးဘဲအတင်းဝင်ပြီးလိုက်ထိုးပါတယ်ညောက်သားဗတ်တမြန်ကြားတမြန်နဲ့အပြန်လန်ကိုထိချက်တွေနဲ့ကိုစိုက်ထိုးနေကြတာအသေးတရားရပါပဲ
နောက်ဆုံးအချိန်မှာစိုးကြီးကဖိထိုးနိုင်ခဲ့ပေမဲ့ပွဲဖြတ်နိုင်လောက်တဲ့အထိမဟုတ်လို့ပူရဲသေးနဲ့ပဲကျင်းနေလိုက်ရပါတော့တယ်ဒီပွဲပြီးတော့တွင်းမရှောင်ကလည်းသူ့တက်လုံကိုသူစိတ်ထဲမကြောက်တော့တာနဲ့လက်ဝိလောကကနေအနားယူခဲ့သလိုစိုးနေဦးကလည်းတွင်းမရှောင်ကိုပေးတဲ့ထိုးကြီးရမှထိုးမယ်ဆိုပြီးပွဲလက်ခံခဲ့လိုက်လို့မြန်မာနိုင်ငံထိုးကြီးအမြင့်ဆုံးဖိုက်တာအနေနဲ့စင်ရင်ဝင်သွားခဲ့ပါတော့တယ်